လောက်ပဲနေနေလေးတွားနေပါစေရမတွားဖို့ကအတိကပဲဆက်ပြီးလှုပ်ရှားနေတဲ့သူကအနိုင်ရမှာပဲအရှင်အဟုန်ဆိုတာလက်နက်တစ်ခုပဲဘယ်တော့မှမချပြင်းနဲ့တိချာနာထောက်ပါလူအများစုကအားနေလို့ရှုံတာမဟုတ်ဘူးသူတို့ရက်လိုက်လို့ရှုံတာခဏရက်လိုက်တယ်တွန့်ဆုတ်သွားတယ်စိတ်တက်ကြွဖို့ကိုစောင့်နေကြတာဒါပေမဲ့စိတ်တက်ကြွမှုကဘယ်တော့မှရောက်မလာဘူးဖြည်းဖြည်းချင်းပဲဖြစ်ဖြစ်ပင်မနေရင်ပဲဖြစ်ဖြစ်တွေးထွက်တန်ယူဖြစ်နေရင်တော့ဆက်ပြီးလှုပ်ရှားနေတဲ့သူကိုဘယ်သူမှမတားနိုင်ဘူးဘာလို့လဲဆိုတော့အရှင်အဟုန်ဆိုတာဖကြီးအချင်းကိုဂယုမဆိုင်ဘူးကံကောင်းခြင်းကိုဂယုမဆိုင်ဘူးမင်းဘယ်လိုခံစားနေရတယ်ဆိုတာကိုဂယုမဆိုင်ဘူးဆက်ပြီးသွားနေဖို့ပဲဂယုဆိုင်တယ်မင်းနိုးလာပြီးဘာပဲဖြစ်ဖြစ်လှုပ်ဆောင်တဲ့အခါအရှင်အဟုန်ကိုတီးဆောင်တယ်တန်တရားတွေကိုကြော်ဖြတ်ပြီးတွန်းအားပေးတဲ့အခါအရှင်အဟုန်ကပူကြီးလာတယ်လက်လျှော့ဖို့ညှင်းဆန်တဲ့အခါအရှင်အဟုန်ကမင်းအတွက်တိုက်ခိုက်ပေးတယ်ရုပ်တရက်ဆိုသလိုပဲဝန်တုပ်ဝန်ပိုးတွေကပိုးပေါ်လာတယ်လို့ခံစားရတယ်ပန်းနိုင်တွေကပိုနီးလာတယ်ကဘာကြီးကမင်းအတွက်ပြောင်းလဲလာတယ်ဒါကြောင့်အနိုင်ရသူတွေဟာအထံမှာဆုံးသူတွေမဟုတ်သူတို့ဟာလောက်ရှားမှုကိုဘယ်တော့မှမရက်တန်းခဲ့တဲ့သူတွေပဲမှတ်ထားပါစစ်ပြီးလှုပ်ရှားနေတဲ့သူကအနိုင်ရမှာပဲဘာလို့လဲဆိုတော့လောကကြီးကရုပ်ဆောင်ချက်ကိုစုချတာပြီးပြည့်စုံမှုကိုမဟုတ်ဘူးစင်ချေသေးကိုမဟုတ်ဘူးကြောက်ရွံ့မှုကိုမဟုတ်ဘူးအရှင်အဟုန်ဆိုတာလက်နက်တစ်ခုပဲဘယ်တော့မှမချပြင်းနဲ့